နဲ့အနေထားတခုမှာတကယ်ကိုတာနေရဆိုတော့မင်းတို့လင်းရှင်းမလားငါတို့နဲ့လောဘက်တဲမှာလာပြီးစိုက်မလားဆိုတဲ့အနေထားကိုကျွန်တော်တင်းမြစ်မှာပြန်ပြီးမေးနေရတယ်လို့ပြောလို့ရတယ်ပြီးတော့လေကျွန်တော် Onyx ကအင်ဒိုတင်းမဟုတ်ဘဲနဲ့ဝိုင်းချက်အင်ဒိုတင်းဖြစ်နေတယ်ဖြစ်နေတာတော်တော်လေးကိုဒီပွဲမှာကိုဘောတော်တော်လေးကိုဖြစ်နေတယ်နော်ဒီပွဲကတော့မြူးတဲ့လူတွေကနိုင်ဝိုင်းတော့မြူးကြမှာနော်အများကြီးပဲသိကြသိနေတယ် မြူးမှာအုပ်လိုက်ကြီး မြူးမဲ့လူတွေအများကြီးပဲရှိတယ် ကိုပြေးဖမ်းတာမရောက်တော့ response ကမြန်ပဲဗျလက်သွေးနေနဲ့ LD မရှိတော့ကျွန်တော်ကရင်းကလည်း LD ပေးလိုက်တယ်ဒါပေမဲ့ Torrent form ဗျကျွန်တော်ပြန်ပြီးတော့စောင့်မယ်ဆိုတော့ second 20ဝန်းကျင်လောက်တော့ပြန်ပြီးတော့စောင့်မှတော့ရမယ်လောဒီမှာ Skyline အနေနဲ့ကလည်း online မှာရှိနေတဲ့ Creo တော့သွားပြီးတော့စားမယ်ဗျဒီအောင် information အနေနဲ့ YG ရတယ်ဆိုတော့ Lord Dance ရဲ့ YG စပြီးတော့လုပ်နေခံအနေနဲ့လာပြီးပူပေါင်းတာဆိုတော့ 5v5 saturation battle တခုကိုစပြီဗျအဲ့ဒါမလင်းပြီးပြီးတော့ဝင်လာခဲ့ပြီပြေးစတန်းထားပြီးတဲ့ key point လေးကိုနောက်မှ sit damage တွေကြားမှာခိုင်ရီနဲ့မြင်းတော့ခေါ်လိုက်ပြီဗျ damage ban ဖို့အတွက်ပြန်ကြိုးစားတယ်ဆိုပေမဲ့ law reset ပြန်လုပ်ထားရင်လည်းတင်းမြတ်မှာလုံးဝပါပါနဲ့လေးနဲ့ပဲခိုင်ရီ edge timing လေးတော့ပြန်တော့ဖြတ်ထားပြီလူပြေးဝင်လာတဲ့ key point AOG ပြန်ပြီးပေးတယ်ဆိုတော့ swear တွေအားလုံးကလွဲသွားရင်လည်း law battle တင်းမြတ်မှာပြန်တော့ hand damage တွေကြားမှာခိုင်ရီတော်တော်လေးသွေးခိုင်းနေရဆိုပေမဲ့လူပြေးစန်းတွေကြားမှာ hand ပြန်တော့သွားတယ်ဆိုပေမဲ့ sit damage လေးဝင်ရတယ်ဒီ white ထိုးထားတဲ့ Skylar damage တွေကြားမှာ Skylar တေဆုံးသွားရင်လည်းဒီ law ဟာတင်းမြတ်မှာတော့ဖြစ်ဖို့တော့ရာခိုင်နှုန်းများနေပါသေးတယ်တိုးတော့ hand ပြန် down သွားတဲ့နေတာတခုမှတော့ကျွန်တော်တို့မှာ retribution ပေးမဲ့သူတော့မရှိပါဘူး retribution ခဏတော့ပြန်ပြီးတော့စောင့်အောင်ရခိုင်ရီနေနဲ့ကလည်းဒီချိန်မှာကင်းမယ်ဆိုရင်တော့မလွယ်ဘူးကျွန်တော်အာမဒန် man shot ပေါ့ဗျာကျွန်တော်တို့ဘက်မှာ4ယောက်ရှိတယ်သူတို့ဘက်မှာ3ယောက်ရှိတယ်ဗျာဘယ်တော့မလွယ်ဘူးဒီချိန်မှာလီနာနေနဲ့ကမစ်ကိုလုံးဝတောင်းဝင်ယူပြီးတော့ဖြည့်ရှင်းထားသေးတယ်တာဝါပိုင်းမှာလည်းပြန်ကြည့်ရတယ်ကျွန်တော်တို့ဘက်ကပို့ပြီးတော့တာနေရဲဆိုရဲအခြေအနေတိုင်းတာပဲဗျာခုနအခြေအနေမှာကျွန်တော်ရင်းဝင်ထိုးသွားတဲ့ထိုးချက်တွေကတော်တော်လေးကိုကောင်းတယ်အင်ဒိုလက်သီးထက်မြန်မာလက်သီးဘယ်လောက်ပြင်းလဲဆိုတဲ့အရာတခုကိုပြသနေတဲ့ပွဲစဉ်တစ်ပွဲဗျာလက်ပြီးပြန်ပြီးတော့ stand နေပြီဒီမှာ damage ထပ်ပြီးတော့ပေးနေပြီကောင်ထက်ချိတ်ရလိုက်ပြန်ပြီဗျာ stay နောက်မှလည်း damage တွေရှိနေတယ်လို့ဒီပတ်တက်မှာလည်း hand ထပ်ပြီးတော့ပါနေပြီဆိုတော့ဒီ law ဟာတင်းမြတ်မှာတော့ဖြစ်သွားဖို့ရာခိုင်နှုန်းတကယ်ကိုများနေခဲ့ပါပြီအဲ့နောက်မှလည်း network 2K ကျော်အသာစီးနဲ့တူဆက်လက်ပြီးတော့ဥဆောင်ထားနိုင်ခဲ့ပြီဆိုတော့ law retribution ထိရလိုက်မယ်ဆိုရင်တော့နောက်ပိုင်း mega lane တွေတူကထပ်မပြီး pressure ပေးနိုင်တော့မလားထက်ကြည့်ရမယ်ဒါပေမဲ့ law sense damage တွေကြားထဲမှာ hand နဲ့ retribution ထိရလိုက်ရင်လည်း key point KO ပါထိရဖို့တော့ကြိုးစားနေပါလေအဲ့ဒါရင်းနေ strike damage ထပ်ပြီးမှာတော့ key point ဒီဆုံးသွားခဲ့တယ်ခိုင်ပြီးပြန်ဝင်ဖို့တော့ကြိုးစားနေဆိုပေမဲ့ damage ကဘလုံးမပေးနိုင်တဲ့နောက်မှာခိုင်ပြီးမြင်းကြီးစီးပြီးပြန်ပြီးပေးလိုက်ရပြီဗျာကဲဆိုတော့မြင်းစီးပြီးတော့ကျွန်တော်လှုပ်ချင်တာတခုရှိရဆိုရင်တော့ရှင်တောင်းလောက်ပဲလှည့်လို့ရမယ်เนาะကျွန်တော်တို့ဒါ YG နဲ့ကတော့ရှင်ချဖို့ကမြင်းလောက်နဲ့တော့မလွယ်ဘူးခိုင်ရီเนาะအဲ့တော့လောလောဆယ်မှာကျွန်တော်တို့ကောင်စီးမရဘူးအဲ့တော့လောလောဆယ်မှာကျွန်တော်ခုနပြောသလိုမျိုးပဲမနေ့ကကျတော့ဒီဘလင်းက haircut ကြီးယူပြီးအတိတ်လိုက်တီးပြနေတယ်ဒီနေ့ကျတော့လည်း Valentina ကြီးထုတ်ပြီးတော့သိရမလားရှင်က EHP မှာလှုပ်ချင်နိုင်လုံနေတယ်လို့ခံစားရတဲ့အနေအထားတစ်ခုမှာတော့တော်တော်လေးတော့ကျွန်တော်တို့ YG ဒီနေ့ပွဲကိုနိုင်ဖို့အတွက်ကလည်းတော်တော်လေး chance တွေများနေတယ်လို့လော်ရက်လည်းတက်လာပြီဗျအဲ့တော့ဒီလောနဲ့ network gap ပြ4000လောက်တာနေရပြီးတော့ကျွန်တော်တို့ဒါလုံးဝValentina ပြည်ဒီဘက်က magic damage ပေးဖို့ cloud damage တွေကလုံလောက်နေတဲ့အနေအထားတစ်ခုမှာတစ်ဖက်ကနေပြီးတော့ high ground defense ဖို့ရကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲ Fasa air strike တွေပါတော့ရှိရဆိုပေမဲ့ position ကိုရအောင်ဖြတ်နိုင်ခဲ့မယ်ဆို YG အနေနဲ့တော့ဒီနေရာမှာသူတို့ဒါ mega အထိကို pressure ပေးလို့ရနိုင်မယ်လို့တော့ထင်တယ်ဗျ strike ဟမ် damage ပေးဖို့တော့ကြိုးစားနေရဆိုပေမဲ့လည်းတာဝါလေးကိုရောက်သွားတယ်ဗျဟုတ်တယ်ရန်ကြီးတော့တက်လို့တော့မရသေးဘူးဗျလောစင်မှာကျွန်တော်လောကတော့တက်လာရဆိုပေမဲ့လေဆိုင်လိန်းတွေမှာရှိနေ inner tower တွေကိုကျွန်တော်မြန်မာပြန်ပြီးတော့ 1G 4.4 စားသေးရပေါ့နော် online မှာလိန်းတွေပါ free သားပြီးသွားပြီပါ7 minute ကျော်သွားပြီဟိုရှိနေမရှိတော့ online mega tower try mode တော့ကျွန်တော်မြန်မာမှာ chance ကိုရှိနေတယ် tower for 2 man ကျွန်တော်ပါဝါသေးရဗျာ AOG ပြန်ပြီးတော့ပေးထားရဲဆိုပေမဲ့ spare တွေအားလုံး play ပဲကုန်သွားရင်တော့မရင်းညံဖောက်ဆက်မှုတွေဂျားထဲမှာနောက်မှပေးနေတဲ့ damage တွေနဲ့တူပဲ low win တွေနဲ့ဂျားထဲမှာတော့ mega တလင်းကရလို့ဒီစက်တော့ဖြစ်နေဒီဖက်မှာတော့ hand Kyrie နဲ့ bind ပြန်ပြီးတော့ twin နေရဆိုပေမဲ့ hand AC တော့ပြန်ပြီး forward ထားနိုင်ပါသေးတယ် bot lane အောက် lane မှာတော့နောက်တော့ physical 3ညလောက်တော့ထပ်ဝင်မယ်ဆိုတော့အဲ့ mega lane တလင်းကကျွန်တော်တို့ဖြစ်သွားနိုင်ပြီဗျာအဲ့နေရာမှာသတိထားမိတာတစ်ခုရှိတယ်ဘာလဲကြည့်ပါမြန်မာအသင်းကအခုဒီတာဝါတစ်လုံးမှမချိုးသေးဘူးဟုတ်တယ်73မိနစ်တိုင်မှာအိုးနေအင်ဒိုနီးရှားလို့အသင်းကိုတာဝါတစ်လုံးမှမပေးတာအောင်ဒိန်းကိုကျွန်တော် control လုပ်ထားနိုင်တယ်ဆိုတော့ရတော်တော်လေးလမ်းနေဗျာဒါမှလည်း cloud blazing way damage dispatch rotation နောက်မှာခိုင် re တဲ့တော့ပြတ်သွားပြီ2 man team မှာတက်ကြတဲ့ back line မှာရင်တောက်လျှောက်ပြီးပေါင်းနေမှာလိုက်တော့ထိုးနေတယ် Skylar မှာပြန်ပြီးတော့ forward လုပ်နေရတယ်ပဲနောက်မှာလည်း hand stick ပဲတောက်လျှောက်လိုက်တော့ပိုင်းနေတဲ့ကြားထဲမှာပါ still လုပြီးတော့ဆုံးသက်ပေးနေမယ်3 man down ဘယ်တကူ all in Indonesia ရင်ဆိုင်ခဲ့ရပြီပဲဖြစ်ပါတယ် level 6ကအသာစင်းနဲ့တူထပ်တက်လာပြီပြတ်ဖို့တော့နေခဲ့တယ် degree wave ဒီကြားမှာတော့ SY Skylar damage တွေပြန်ပြီး throw ဝေးရတဲ့တိုင်းနဲ့ damage တွေကြားထဲမှာ crit တော့တက်လာ Skylar ထိရရင်တယ်ပြန်လည်းပြီးတော့နိုင်ရရှိသွားတယ်ပဲဖြစ်ပါတယ် Oh my god ကျွန်တော်တို့ဒါမြန်မာသင်း
YG ရန်ကုန် Gladicos အနေနဲ့ကတော့တကယ်ကိုခက်ခဲလာတဲ့ပြိုင်ပွဲ Onyx Indonesia တော့ Swiss State Round 2မှာပါထပ်မံနိုင်ရရှိသွားရင်လည်းပဲ 2-0 ဆိုရဲကျွန်တော်တို့ဒါအနေအထားတစ်ခုကိုတော့ Swiss State မှာဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်ဗျာ TikTok Happy birthday Happy birthday Happy birthday The TikTok the NBA Indonesia champion we are the youngest warrior the legendary of Yangon Galadigo နော်ဒီနေ့မှာတော့ဟန်တော့ကတော့မင်းတို့မရတဲ့နေ့တစ်နေ့လိုပဲထပ်ပြီးတော့ပြောရမှာပဲဗျသူ့ရဲ့မွေးနေ့မှာအင်ရှင်အသင်းဖြစ်နေခဲ့တဲ့ Onyx Indonesia ကိုလုံးဝအပြတ်ကြီးနဲ့ကိုပြန်လည်ပြီးတော့အနိုင်ရရှိသွားခဲ့တာဟာသူ့ရဲ့ဘဝမှာတော့လုံးဝမင်းလို့မရနိုင်တဲ့မွေးနေ့တစ်ခုတည်းကတော့တစ်ခုပဲဗျနော်တော့ကောင်းပါရေးဒီဟေး ကေဟိုကျွန်တော်တို့ဒါအင်မတန်မှ အမတန်ကို ကောင်းတဲ့လက်ဆောင်တစ်ခုနဲ့เนาะကျွန်တော်တို့ဒါနောက်ဆုံးအပိတ်လေးကတော့တကယ်ကိုကောင်းသွားခဲ့တဲ့ဆိုတဲ့အခြေအနေတစ်ခုပဲကျွန်တော် Swiss State မှာ J2 ပဲရှိနေသေးတယ်ဆိုမှလည်းကျွန်တော်နိုင်ရရှိသွားတဲ့အသင်းဒီ Onyx Indonesia NBA ရဲ့ Champion အသင်းကိုနိုင်ရရှိသွားဖြစ်တဲ့ကြောင့်ပုံမှန်တက်ပို့ပြီးတော့ပျော်ရွှင်မှုတွေကိုကျွန်တော်ခံစားမယ်ကျွန်တော်နဲ့အတူတူကျွန်တော်တို့ဒါရင်းရဲ့ထိုးချက်တွေနဲ့စောင့်ဆိုင်နေတဲ့ကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးကိုကျွန်တော်တို့ဒါရင်းရဲ့ထိုးချက်တွေနဲ့เนาะ